single channel သုံးလို့ရှိရင်မိတ်ဆွေရဲ့ FPS က20 to 40% ရော့ကျနေတာကိုမိတ်ဆွေသိလားကျွန်တော်ဒီနေ့ RAM အကြောင်းလေးကိုနည်းနည်းဆွေးနွေးပေးခြင်းတယ်ဗျကျွန်တော်ဒီ RAM မှာ single channel နဲ့ dual channel ဆိုပြီးတော့ရှိရပါတော့ဆိုတော့ဒီအကြောင်းလေးကိုကျွန်တော်ဒီနေ့အနေငယ်ကျွန်တော်ပြောပြခြင်းတယ်မိတ်ဆွေက gaming laptop တစ်လုံးကို specification အမြင့်ကြီးနဲ့မိတ်ဆွေကဝယ်ထားမယ်ဒါပေမဲ့ game ဆော့တဲ့အချိန်မှာ FPS တွေကထင်သလောက်မထွက်ဘူး game တွေက lag နေတယ် okay ဒါမျိုးတွေဖြစ်လာပြီဆိုလို့ရှိရင်ကျွန်တော်အဓိကတရားခံကဒီမိတ်ဆွေရဲ့ laptop တွေမှာ RAM တစ်ချောင်းနဲ့ဖြစ်နေတဲ့ပြဿနာပေါ့ဥပမာဒါ single channel ဆိုတဲ့သဘောပေါ့နော် single channel သုံးလို့ရှိရင်မိတ်ဆွေရဲ့ FPS က20 to 40% ရော့ကျနေတာကိုမိတ်ဆွေသိလား okay ကျွန်တော်ဆက်ကြည့်လိုက်အောင် single channel ဆိုတာကကျွန်တော်တို့ဒီလမ်းကြောင်းတစ်ခုပဲရှိတဲ့အနေအထားမျိုးနဲ့ကျွန်တော်တို့နှိုင်းယှဉ်ပြလို့ရတယ်ပြောဗျာသူကဒီ bandwidth ဒီကျွန်တော်တို့သွားမယ်ဆိုလို့ရှိရင်အချက်လက်တွေသွားဖို့အတွက်ကိုသူကလမ်းကြောင်းတစ်ခုပဲရှိတယ်အနေအထားမျိုးပေါ့နော် dual channel ကကြတော့ကျွန်တော်တို့အလွယ်ပြောရမှာဆိုလမ်းကြောင်းနှစ်ကြောင်းဖြစ်သွားမယ်သူကဒီ bandwidth တွေကျွန်တော်တို့ဒီအချက်လက်တွေပေးဖို့တဲ့အချိန်မှာနှစ်ဆ single ကျွန်တော်တို့ဒီ single channel ထက်ကိုသူကပုံမြန်သွားမယ်ပေါ့ဗျာဆိုတော့လမ်းကြောင်းတစ်ကြောင်းနဲ့လမ်းကြောင်းနှစ်ကြောင်းမှာလမ်းကြောင်းနှစ်ကြောင်းပိုပြီးမြန်တယ်ဆိုတော့ဒါလူတိုင်းသဘောပေါက်မှထင်တယ် okay ကျွန်တော်တို့ dual channel သုံးလို့ရှိရင်ကျွန်တော်ဘာတွေထူးခြားသွားမလဲ okay အဲ့ထူးခြားသွားမယ့်အချက်လေးတွေကိုကျွန်တော်တစ်ချက်ပြောပေးမယ် FPS တွေကတိတိတသာတက်လာလိမ့်မယ်ပြမိတ်ဆွေရဲ့ game ပေါ်မူတည်ပြီးတော့ဒီ FPS တွေက20 to 40% ပိုပြီးတက်လာလိမ့်မယ် okay နောက်တော့ GPU usage ပေါ့နော် GPU usage တွေကလည်းမြင့်တက်လာလိမ့်မယ်ပြီးဒီ GPU performance ကလည်းသူ့ကိုအပြည့်အဝဆွဲထုတ်နိုင်တဲ့အတွက်ကိုသူက20 to 30% ပိုပြီးတော့တက်လာလိမ့်မယ် okay နောက်ပြီးတော့သူကပိုပြီး smooth ဖြစ်သွားလိမ့်မယ်နောက်ပြီး game ဆော့လို့ရှိရင်ကျွန်တော်ဒီ streamer နဲ့ဒီ titter တွေ joiner တွေကလည်းသူကထိထိရောက်တော့ short ချပေးနိုင်တယ်နောက်တစ်ခုကကျွန်တော်ဒီ weak performance တွေဒီ game ဒီ loading တက်တာတွေနောက်တစ်ခုကဒီအလုပ်လုပ်တဲ့ professional သမားတွေဆိုလို့ရှိရင်ဒီ video editing တွေနောက်တစ်ခုကျွန်တော်တို့ဒီmultitasking အပိုင်းတွေပါသူကဒီသာပိုပြီးမြန်သွားလိမ့်မယ်ဟုတ်ပြီဒါကတော့ကျွန်တော် dual channel သုံးလို့ရှိရင်ထူးခြားသွားတဲ့အချက်တွေပေါ့နော်ဟုတ်ပြီ single channel သုံးလို့ရှိရင်ဘာတွေဖြစ်မလဲ single channel သုံးလို့ရှိရင်တော့ဒီကျွန်တော်တို့ GPU bottleneck လို့ခေါ်တယ်ဒီ GPU ကအလုပ်လုပ်ချင်ပေမဲ့ဒီ RAM စီကနေပြီးတော့ data လာတာနှေးနေတဲ့အတွက်ကိုကျွန်တော်တို့သူက index R သူကမသုံးနိုင်ဘူးပေါ့နော်နောက်တစ်ခုကကျွန်တော် FPS တွေကျ drop ဖြစ်မယ်ဒါတွေကအရေးကြီးတဲ့ fight set တွေမှာ FPS တွေဝုန်းနဲ့ထိုးကြသွားတာမျိုးတွေဒါမျိုးတွေဖြစ်နိုင်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီ professional သမားတွေရဲ့ဒီလုပ်တဲ့ဒီ render slow လို့ခေါ်တဲ့ပြဿနာပေါ့နော်နောက်တစ်ခုကဒီ graphics တွေကဒီ video ဒီ render လုပ်တာတွေမှာကြာချိန်ပိုပေးရတယ်ဟုတ်ပြီအဲ့ဒီအတွက်ကိုဒါတွေအတွက်ကိုကျွန်တော်အကောင်းဆုံး setup ဖြစ်ဖို့အတွက်ကိုမိတ်ဆွေအနေနဲ့ဘယ်လိုဝင်မလဲဆိုတာမျိုးလေးကိုကျွန်တော် taxi ကနေကြံပေးခြင်းတယ်ဆိုတော့ RAM တစ်ချောင်းကိုအသစ်ထပ်ဆိုင်တော့မယ်ဆိုလို့ရှိရင်အကောင်းဆုံး performance ရဖို့အတွက်ကိုမိတ်ဆွေအနေနဲ့အကောင်းဆုံးတွဲဖက်ညီဖို့လိုတယ်ဗျဆိုတော့အဲ့လိုတွဲဖက်ညီဖို့အတွက်ကိုအချက်၃ချက်ရှိတယ်ကျွန်တော်ဒီ same speed ဖြစ်ကြမယ် same capacity ဖြစ်ကြမယ်နောက်တစ်ခုကကျတော့ဒီ same brand ပေါ့နော်ဒီမျိုး၃ချက်ကို view ဆိုင်တယ်ဆိုလို့ရှိရင်တော့အကောင်းဆုံး performance ကိုရနိုင်မယ် okay ကျွန်တော် same speed ဆိုတာမိတ်ဆွေအနေနဲ့3200 MHz ကိုဝယ်မယ်ဆိုလို့ရှိရင်RAM တစ်ချောင်းလုံး3200 MHz ဖြစ်ကြမယ် same capacity ဆိုတာကျွန်တော် 8GB နှစ်ချောင်းဆိုလို့ရှိရင် 8GB နှစ်ချောင်း16နှစ်ချောင်းဆိုရင်16နှစ်ချောင်းဒါမျိုးဖြစ်ကြမယ်ပေါ့နော်နောက်တစ်ခုကကျွန်တော် same brand ဖြစ်ကြမယ်ဆိုတော့ brand တူလို့ရှိရင်တော့ပိုစိတ်ချရတယ် okay နောက်တစ်ခုကကျတော့ကျွန်တော်ဒီ RAM ပေါ့ဒီ RAM မှာပါတဲ့ဒီ megahertz ဆိုတဲ့အကြောင်းလေးကိုကျွန်တော်တခါတည်းထည့်ပြီးပြောရခြင်းတယ်ဗျဒီကောင်လေးကအရင်ကြီးကြီးတယ်ဆိုတော့ဒီ RAM ဝယ်တဲ့အခါမှာမိတ်ဆွေအနေနဲ့ခုနကျွန်တော်ပြောခဲ့တဲ့ capacity ဒီ gig တွေမဟုတ်ဘဲနဲ့သူ့ရဲ့ဒီ speed megahertz ကိုပါကြည့်ဖို့လိုအပ်တယ်ဗျဒီ megahertz ကကျွန်တော်ဘာလို့ဆိုလိုချင်တာလဲဆိုတော့ဒီ megahertz ကဒီ RAM ရဲ့အချက်အလက်ပေးပို့နိုင်တဲ့သူကအမြန်နှုန်းကိုပြောချင်တာဆိုတော့ကိန်းကနန်းတွေများလေသူက data သေးယူတော့ပုံမြန်နေပဲဗျနောက်တစ်ခုတတိထားမယ့်အချက်က amazing speed လို့ခေါ်တယ်နောက်တစ်ခုကအကယ်၍မိတ်ဆွေက3400 MHz RAM နဲ့2400ဒီ MHz RAM တစ်ခုကိုတွဲပြီးအတူတူစိုက်လိုက်မယ်ဆိုလို့ရှိရင်မိတ်ဆွေရဲ့ site ကဒီအနည်းဆုံးဖြစ်တဲ့2400 MHz အတိုင်းပဲအလုံးလို့သွားလိမ့်မယ်ဆိုတော့ဒါမျိုးကြီးအရင်နှမျောဖို့ကောင်းတဲ့ကျွန်တော်တို့ဒီ performance အလေလွန်းလို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်ဟုတ်ပြီဆိုတော့ဒါမျိုးတွေမဖြစ်အောင်တော့မိတ်ဆွေအနေနဲ့ရှောင်ကျဉ်သင့်တယ်နောက်ပြီးဒီ laptop ကိုလက်ရှိမိတ်ဆွေအနေနဲ့ဖွင့်ပြီးသုံးနေတဲ့အနေအထားမျိုးတွေအခုလက်ရှိသုံးနေရဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ RAM ကိုဘယ်လိုစစ်ဆေးလို့ရမလဲဆိုတော့ test manager ကိုဖွင့်ကြည့်လိုက်ပြီးတော့ကျွန်တော် performance test မှာ memory ကိုကြည့်လိုက်လို့ရှိရင် slow use က1/1ဆိုလို့ရှိရင်ဒါ1/2ပေါ့နော်1/2ဆိုလို့ရှိရင်မိတ်ဆွေရဲ့ laptop ထဲမှာ RAM ကတစ်ချောင်းပဲရှိမယ်န
နောက်တစ်ချောင်းထပ်ဆိုင်လို့ရသေးတယ် okay 2 or 2ဆိုလို့ရှိရင်တော့ဒါနှစ်ချောင်းဆိုင်ထားပြီးသား jewel ဖြစ်နေပြီပေါ့နော်ဆိုတော့ဒါမျိုးကိုမြင်ရလိမ့်မယ်နောက်ပြီးတော့ဒီအောက်ချိန်သားလေးမှာလည်းကျွန်တော်တို့ mega hertz သူ့ရဲ့ speed ကိုတစ်ခါကြည့်လို့ရတယ်ဗျ okay ဒါကျွန်တော်တို့လက်ရှိဒီ laptop ကိုသုံးနေတဲ့အနေအထားမျိုးဆိုလို့ရှိရင်ဒါစစ်ဆေးလို့ရတဲ့ပုံစံမျိုးပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဆိုင်လိုမျိုးအခုလက်ရှိ brand new plugin page ကိုရောင်းနေဆိုလို့ရှိရင်ဒီ brand new plugin page ဒီ laptop တွေမှာဆိုလို့ရှိရင်မိတ်ဆွေအနေနဲ့ဒီတက်ဆိုင်ရာ website တွေမှာကြိုတင်ပြီးတော့လေးလာတာပဲဖြစ်ဖြစ်ကျွန်တော်တို့အရင်ဦးဆုံးconsultation ယူရပဲဖြစ်ဖြစ်ကျွန်တော်တို့ ਨੇ အရင်ဦးဆုံးတိုင်ပင်ဆွေးနွေးတာပဲဖြစ်ဖြစ်လုပ်ပြီးတော့မှမိတ်ဆွေတွေနဲ့စိတ်ချလက်ချနဲ့ဒါလိုအပ်ချက်ပေါ်မူတည်ပြီးတော့ဝယ်ယူနိုင်တယ်ပေါ့နော် okay ကျွန်တော်ဒီနေ့ဆွေးနွေးပြသတဲ့အကြောင်းအရာလေးကကျွန်တော်ဒီ RAM ရဲ့ single channel နဲ့ dual channel ဆိုတာဘာလဲနဲ့ဒီသူ့ရဲ့ထူးခြားချက်တွေကောင်းချက်လေးတွေပေါ့နော်ဆိုတော့ကျွန်တော်နောက်ဗီဒီယိုလေးမှာကျွန်တော်ပြန်တွေ့ပါမယ်ကျေးဇူးတင်ပါတယ်